ပြီးတော့ကျောင်းထဲမှာလည်းစေပေးကမ်းနေပုံစံမျိုးတွေလည်းရှိတယ်ကျောင်းကဆရာမကြီးတွေဆိုရင်လည်းရန်သဘောကောင်းနေတယ်မှာပါတယ်တခုခုဆိုရင်ကျွန်တော်ကျောင်းသားဆိုပတ်စံတော်ယူပဲကိုရီးယား save record တွေအစားအကုန်လုံးသူတို့ရှိမှရှိပြီpersonal medical record တွေလောက်ကတော့အသေးမွားလောက်ကတော့ကျောင်းထဲမှာပြီးတယ်အပြင်မှာ facility နီးနားမရှိဘူးဆိုရင်တော်သေးတယ်ကျောင်းထဲမှာဒီလိုလေးလုပ်ပေးတာကျောင်းထဲမှာစရောက်တဲ့အချိန်ကနေစပြီးတော့ပေါ့နော်စားတော့ရတာရောဘာတွေအဆင်ပြေတာရှိတယ်မပြေတာရှိတယ်ပြောဖြစ်နိုင်ရင်တော့အင်းကနေတော့6ချမ်းကိုထည့်ပေးလိုက်တာအကောင်းဆုံးပဲဘာလို့ဆိုတော့ပိုရောက်ရင်အလွမ်းဆုံးကအဲ့လိုမျိုးအစားအစာတွေအလွမ်းဆုံးအခုဆိုရင်တော့ Inti ဆိုပဲနားမှာမြန်မာဆိုင်တွေရှိတယ်လေအဲ့မြန်မာဆိုင်တွေဆိုရင်ကျွန်တော်တို့ဆိုရင်အဲ့ Inti မှာနေတော့ဆိုရင်350အဲ့300လောက်ကိုပဲပေးလိုက်ရင်ကိုမနက်စာညစာသွားပြီးချိန်ဆွဲလို့ရတယ်ဆိုင်တွေတော့ရှိတယ်3သိန်းခွဲ5သိန်းလောက်အဲ့5သိန်း3သိန်းခွဲနဲ့5သိန်းကြာချိန်ဆွဲစားခြင်းမြန်မာစာပဲအဲ့လိုဆိုင်တွေလည်းရှိတယ်ရောက်ချင်းကတော့ခဏပြဿနာဖြစ်တာပေါ့အခန်းထဲရောက်သွားတော့မှအခန်းထဲကမြန်မာတွေတို့ဒါမို့အဲ့ရနေမှာ club တွေလိုက် join ပြီးတော့မှအဲ့မြန်မာအိမ်ထဲမှာဟိုဘယ်နားမှာဘာရှိရဆိုတော့အဆက်အသွယ်လေးနေမှာအဲ့ဒါ like စုံစမ်းပြီး like ဆိုင်နေမှာတည်အဲ့တော့ accommodation ညီလေးကိုစနေခဲ့တော့ဘယ်မှာနေခဲ့တယ်အခုဘယ်ပြောင်းနေခဲ့တယ်အခုလက်ရှိရောဘယ်မှာနေနေတယ်ဆိုတာလေစနေချင်းတော့ကြတော့Inti Suban မတိုင်ရင် Inti Suban ကြတော့ SF50 ဘက်SF50 နဲ့ဟိုဘက်ကားလန်ကူလိုက် SS13 ဘက်မှာစမှုဆောင်တဲ့ဘက်မှာအဲ့ဟာကြတော့ကွာရာ SF15 မှာလည်း Grand Suban ဆိုတာရှိတယ် SF13 မှာလည်း Grand Suban ရှိတယ်ကွာရာကျတော့ SF15 မှာကျတော့သူကအနားမှာစားတောက်ဆိုင်တွေအများကြီးရှိတယ်တခုခုဆိုရင်တော့စဉ်းစားလို့ရတယ်ဒါပေမဲ့နည်းနည်းလေးတော့စူတာပေါ့ဒါပေမဲ့ SF13 ကကျတော့အနားမှာစက်ရုံတွေပဲရှိတယ်စက်ရုံတွေပဲရှိတော့ညနေပိုင်းဆိုလုံးဝတိတ်ဆိတ်သွားတယ်အဲ့တော့နည်းနည်းအေးချမ်းနေခြင်းနေဆိုရင် SF13 ဘက်ကိုသွားညပိုင်း night flight လေးနည်းနည်းလေးကြိုက်တယ်ရှောက်သွားတယ်ရှောက်စားတာကြိုက်တယ်ဆိုရင် SF15 ဘက်မှာသွားပါ APUF facility ကိုဘယ်လိုမြင်လဲဘယ်အရာတွေကိုညီလေးကြိုက်ဆုံးလဲ APUF facility ထဲမှာကြိုက်ဆုံးကတော့ lab ခန်းတွေပေါ့ lab ခန်းတွေထဲမှာဆရာမတွေဒီ lab ခန်းတွေမှာကိုယ့်အကောင့်လေးဝင်လိုက်ရုံပဲကို file save ထားကြတယ်အကုန်လုံးကတော့ပေါ်လာအဲ့ဒါတော့ဟုတ်တယ်အဲ့ဒါပုံမှန်တိုင်းပဲလို့တော့ပြောလို့ရတယ်ဒါပေမဲ့ဆရာမတွေလည်းရင်းနှီးသွားတာကြောင့်အဲ့မှာပို့ပြီးတော့ရင်းနှီးသွားတယ်ဆရာမတွေကတခါတည်းဒီတင်နေတယ်ဆိုပေမဲ့အဲ့တင်နေတဲ့နေရာတနေရာထဲမှာမဟုတ်ဘူးတခန်းလုံးလို့ပတ်ကြည့်ပြီးတော့တည်ချင်တာရှိရင်တခါတန်းပြီးတခါတန်းဆရာမတွေနဲ့တခါတန်း communicate လုပ်လို့ရတယ်အဲ့ဒါအပြင်မှာအဲ့ဟာမှာနားမလည်ဘူးကိုယ့်ဘာသာကိုပြန်ကြည့်ချင်တယ်ဆိုရင်ဆရာမတွေက video record လုပ်ပြီးတော့တခါတည်းတင်ပေးတာတွေပါရှိတယ်အတန်းနေရဟာကိုပဲတခါ video record လုပ်ထားတာရှိတယ် APU မှာကျတော့ step တွေထဲမှာဟောမြန်မာတွေရှိတယ် okay အဲ့တော့တခုခုဖြစ်ရင်သူတို့လည်းသွားပြောလို့ရတယ်တချို့ step တွေဆိုရင်သွားပြောထားတယ်သွားပြောပြီးတော့မှကိုရီးယားမင်းနေတော့သူတို့က team ကနေလာပြန်ပြောပြရတယ်ရှိတယ်တခုခုဆိုရင်ရုံးခန်းကိုသွားမပြောရင်တော့မှသူတို့ကဒီ phone number ကိုပြောထားလိုက်ပါဆိုရင် team ထဲမှာသွားပြောလိုက်ရင်တော့ရတယ်အဲ့ဒါတော့ကျောင်းက step ပေါ့။ ပြီးတော့ကျောင်းထဲမှာလည်းစေပေးကမ်းနေပုံစံမျိုးတွေလည်းရှိတယ်။အဲကျောင်းကဆရာမကြီးတွေဆိုရင်လည်းရန်သဘောကောင်းနေတယ်မှာပါတယ်။တခုခုဆိုရင်ကျွန်တော်ကျောင်းသားဆိုပတ်စံတော်ယူပဲကိုရီးယား save record တွေအစားအကုန်လုံးသူတို့ရှိမှရှိပြီ။ personal medical record တွေလောက်ကတော့အသေးမွားလောက်ကတော့ကျောင်းထဲမှာပြီးတယ်။အပြင်မှာ facility နီးနားမရှိဘူးဆိုရင်တော်သေးတယ်ကျောင်းထဲမှာဒီလိုလေးလုပ်ပေးတာ။ကျောင်းထဲမှာအဲ့လိုလုပ်ပေးထားတာတော့မှပဲပြဿနာနည်းနည်းလေးလို့ပြောမယ် emergency ဖြစ်သွားရင်တော့မှကျောင်းကနေမှတခါတည်းကျောင်းကကားနဲ့လိုက်ပို့ပေးရစီ။ APU နဲ့ Inti နဲ့ရှင်ကြည့်လိုက်မယ်ဆိုရင်တော့လောက်ကစားဖို့ pressure အရင်မပြီး Inti တော့ကြောက်ဆင်မိုက်နဲ့စားရီ pressure တွေအရင်ပြီးဒါပေမဲ့ APU မှာကြောက်အဲ့လိုမျိုးမဟုတ်သူတို့ကြတော့နောက်ဆုံး final က 50% ပဲယူတယ်ဒါပေမဲ့ group assignment တွေက 50% အဲ့ group assignment ကြတော့တကယ်ချင်းနေပဲရေးလာဝါလာလေးလုပ်ပြီးတော့အရင် pressure ပြီးစီရလည်းမလို့ဒီနှစ်လုံးမှာဒီ group assignment တစ်ခုလောက်ပဲလုပ်ကြတာပေါ့ကျွန်တော်အခုဆိုရင်တော့ final မှာအရင် pressure ပြီးစီရမလို့ APU ရောဒါကျောင်းပြီးတဲ့အခါမှာကျောင်းသားတွေကိုဒါလုပ်ပြီးတဲ့ support တွေကိုဘယ်လိုမြင်လဲပေါ့ဘယ်လို support တွေရှိလဲဘယ်လို support လဲဆိုတော့အမှန်အတိုင်းပြောရရင်တော့အကုန်လုံးကတော့ကျောင်းသားပေါ်ပဲမူတည်တာကျောင်းသားပေါ်မူတည်တယ်ကျွန်တော်တို့အခုဆိုရင် foundation တက်တယ်ဒါပေမဲ့ year 1ကစတက်တဲ့သူဆက်ပြောလိုက် year 1 year 2 year 3ပြီးပဲတက်ရတဲ့သူရှိတယ်အဲ့လိုမျိုးဆိုရင် year 1 year 2တက်နေတဲ့ပြီးွားတယ် internship အတွက်ဆိုပြီးသူတို့6လရပြီးရရှိတယ်အဲ့တော့တင်မှာ internship ကိုပါတော့လိုက်ချကိုကိုလိုက်ချရတာရှိတယ်ဒါမှမဟုတ်လိုက်မချရင်လည်းအဲ့မှာသူ internship အတွက်ဆိုပြီးရုံးခန်းလေးတက်ရှိအဲ့မှာသွားပြီးတော့လုပ်ချင်လို့အဲ့လိုမျိုးလေးလည်းရှိတယ်အဲ့နေရာမှာ internship ကောင်းသွားပြီဆိုရင်လည်းတရပြန်တက်တရပြီးရင်တော့ဘွဲရပြီးတော့ဒီခုနကောင်းတဲ့လုပ်ချင်မှသွားလုပ်ပေါ့အဲ့လိုမျိုးကတော့ပုံမှန်အတိုင်းလေးပဲပြောထားကြတယ်ဒါပေမဲ့ကျွန်တော်ဟိုနေ့ကတွေ့တာအတော့မှပဲသူကဘယ်ကုမ္ပဏီမှာဘယ်ဟာလွတ်တယ်ဘယ်ကုမ္ပဏီမှာဘာလွတ်တယ်အစားရေးပေးထားရှိအဲ့ဟာမှာသွားပြီးကိုယ့်ဘာသာကို CV form ကောင်းနဲ့လုပ် CV form ကောင်းမယ်ဆိုတာအမှကိုယ့်အတွက်ကိုယ့်ဘက်ကတာဝါမှာကြတော့ကိုပညာရေးရှင်းမှာဒီတစ်ခုပဲဒီအကြောင်းမှာပဲလေ့လာနေမယ်ဆိုရင်တော့မရဘူးတခြားဟာတွေလည်းလေ့လာထားရမယ်အထူးသဖြင့်မလေးရှားမှာလောက်ပြီဆိုရင်အနည်းဆုံးတော့သူတို့ native language လေးကိုနည်းနည်းလေးတော့တတ်ထားတာပိုကောင်းလာအဲ့လိုမျိုးလေးလုပ်ထားမယ်ဆိုရင်တော့ကိုယ့်ဘက်ကသူတို့ဘက်ကပို့ပြီးတော့ကိုယ့်ဘက်ကိုအခွင့်အရေးလေးတွေပိုများသွားတာတော့ရှိတယ်